င်္ဂလာပါဒီနေ့လဲအွန်လိုင်းကနေမှာထားတဲ့ပစ္စည်းရောက်လာလို့အတူတူဖွင့်ကြည့်ကြရအောင်ဒါလဲပိုးသက်ဆေးဖြန့်ပြီးပြီမို့လို့ဖွင့်လိုက်ကြရအောင်နော်တအားလဲဖွင့်ချင်နေပါပြီအထဲမှာဘယ်လိုလာမလဲဆိုတာကိုအရန်သိချင်နေပြီလေနော်တူဖွင့်ကြည့်ကြရအောင်ဒီလောက်ဆိုရင်သိမယ်လို့ထင်ပါတယ်ဒါကတော့ online ကနေမှာလာတဲ့ဖန်ခွက်ကလေးပါ online မှာမှာလာစမ်းကြည့်ချင်လို့သူတို့ကတော့တေချာလေးကိုထုတ်လာပေးပါတယ် online မှာမှာရင်မတော်တဆလမ်းမှာကွဲတော့လို့ရှိရင်သူတို့ဘယ်လိုတာဝန်ယူပေးမလဲဆိုတာကိုလည်းသိချင်လို့စမ်းပြီးမှာကြည့်လိုက်ပါတယ်ကြည့်ပါအောင်ခွက်ကလေးကလှလိုက်တာဒီလိုပုံစံမျိုးကိုအပြင်မှာရှာဝယ်ရင်တောင်းရုံတန်ရုံနဲ့မတွေ့ပါဘူးပြီးရင်တော်တော်လေးကိုရှာရပါတယ်ဖန်ခွက်လည်းတော်တော်လေးထူတဲ့လေးလဲလေးတယ်ချစ်စရာလေးနောက်တစ်ခုကိုကြည့်ကြရအောင်သူတို့ထုတ်လာပေးတာအရန်ကောင်းတယ်ကွဲလည်းမကွဲဘူးအခုတော့လက်ထဲမှာပဲကွဲမဲ့ပုံပါပဲနော်တကယ်လို့များလမ်းမှာကွဲခဲ့သည်ရှိတော့သူတို့ဘလို့တာဝန်ယူမလဲပေါ့နော်ပြန်ပိုးတဲ့အချိန်ရောဒါလို့အကွဲကြီးကိုပြန်ထည့်ပေးရမလားဆိုတဲ့အတွေးနဲ့ပေါ့နော်မှာဆန်းကြည့်လိုက်တာပါဈေးလည်းအရန်ကိုချိုးပါတယ်ဒီတစ်လုံးကိုဆိုရင်39လား40ဘတ်လားတော့မသိဘူးမေ့သွားပြီအဲ့ဒါဈေးကလည်းချိုးတယ်ဖန်ခွက်ကလည်းလှတယ်လေပြီးတော့မှကိုယ်စစ်တိုင်းကြရွေးလို့ရတယ်အားချစ်ဖို့ကောင်းတယ်ဒီမျိုး online မှာဝယ်တာကိုယ့်အတွက်ကတော့တစ်ခုကောင်းတာပေါ့နော်ဒီလိုချိန်မှာအပြင်မထွက်ဘဲနဲ့ online ကနေပြီးပဲရှာဝယ်တော့ပို့ကိုယ့်အတွက်လည်းတက်တာတယ်ပြီးရင်ကိုယ်လည်းအန်ဒီရကင်းနေပေါ့နော်အဲ့ဒါကြောင့်မို့ online ကနေမှာကြည့်လိုက်တာအခုလိုမျိုးကောင်းမှုရလာတယ်ဆိုတော့လေနောက်တစ်ခေါက်ကျရင်လည်းထပ်မှာဖြစ်မယ်လို့လည်းထင်ပါတယ်ဒီခွက်လေးလည်းအရန်ကြီးကြိုက်ပါတယ်ချစ်စရာလေးပါဒီလိုမျိုး online ကနေတက်တာမှာပြီးဝယ်ယူရတာဆိုတော့အရန်ကိုအဆင်ပြေပါတယ်ဈေးနှုန်းကလည်းတအားချိုတယ်ဒီလိုခွက်မျိုးဆိုရင်အပြင်မှာရှာဝယ်ရတာအရန်ခက်တယ်အိမ်မှာရှိတဲ့ခွက်တွေခါကြတော့ဒီထက်ရှည်လဲရှည်တယ်ရိုးရှည်လေးပေါ့နော်အပြင်မှာရှာဝယ်ရင်ဒီလိုခွက်လလေးတွေလည်းမရဘူးလေနော်အဲ့ဒါကြောင့်မို့ဒီလို online မှာရှာဝယ်ရပါချစ်လည်းအရန်ချစ်စရာကောင်းပါတယ်ဒီလိုချစ်စရာကောင်းတဲ့ခွက်ကလေးတွေကို online ကနေအလွယ်တကူမှာဝယ်လို့ရတဲ့အတွက်အရန်ကိုဝမ်းသာမိပါတယ်ကိုလည်းမမောမပန်းပဲနဲ့အိမ်ထိရောက်လာတဲ့ဆိုတော့တအားကိုဝမ်းသာမိပါတယ်ကြည့်ရှုအားပေးကြသူအားလုံးလည်းကျမ်းမာရှင်လန်းချမ်းမြေ့ကြပါစေနော်